အခုဗီဒီယိုထဲမှာကျွန်တော်ယူဆောင်လာပြီးပြောပြပေးမယ့်အကြောင်းအရာကတော့ American ပြည်ထောင်စု Florida ပြည်နယ်မှာပုံမှန်တိုင်းကိုလက်လှုပ်ရှားအားကစားလုပ်နေတဲ့ Joseph Griffin ဆိုတဲ့လူမည်းမျိုးသားတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်ဖြစ်ပျက်လာမယ့်အရာကတော့အင်တာနက်လောကတစ်ခုလုံးကိုအလွန်ပဲတုန်လှုပ်အံ့ဩသွားစေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာခိုးမှုတစ်ခုရဲ့တန်တရားရှိသူအဖြစ်မှားယွင်းဆွဆွဲခြင်းခံခဲ့ရလို့ပါပဲ။ဒါပေမဲ့ဗီဒီယိုကိုမကြည့်ရသေးခင်မှာကျွန်တော်ကြိုပြောထားချင်တာကတော့အိုဟိုစက်သိမ်းပိုင်းကတကယ်ကိုအလှည့်ပြောင်းဖြစ်စေပြီးတကယ်အဖြစ်ပြက်လည်းဖြစ်ပါတယ်။ American ပြည်ထောင်စု Florida ပြည်နယ်ရဲ့မနက်ခင်းတစ်ခုမှာရဲတပ်ဖွဲ့ဝင်တွေစီကိုဆက်သွယ်အကြောင်းကြားချက်တစ်ခုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒါကတော့ဒီဒေတာတွေကအိမ်တအိမ်မှာခိုးမှုဖြစ်ပွားခဲ့တာပါပဲ။အခုခံရတဲ့ပစ္စည်းကတော့တရွက်မုတ်ဆက် Leaf Blower ဖြစ်ပါတယ်။အိမ်ပိုင်ရှင်ကဗီဒီယိုမှတ်တမ်းရိုက်ကူးထားခဲ့ပြီးဒီသက်သေအထောက်အထားကိုရဲတပ်ဖွဲ့ဝင်တွေစီပေးပို့စစ်ဆေးခိုင်းခဲ့ပါတယ်။ရဲတွေရရှိထားတဲ့သက်သေအထောက်အထားရဲ့အသေးစိတ်အချက်လက်ကတော့အဖြူရောင်လက်ပြတ်အင်ဂျီနဲ့ဘောင်းမီတိုဝတ်ဆင်ထားတဲ့လူမည်းမျိုးသားတဦးဖြစ်ပါတယ်။ဒါဟာ Joseph Griffin လို့ခေါ်တဲ့အမျိုးသားအတွက်ကန်ဆိုးမှုတွေစတင်မဲ့အလှည့်အပြောင်းဖြစ်လာခဲ့ပါတယ်။ဟေးလူမင်းမှာဘာပြဿနာမှမရှိဘူးဆိုရင်ငါမင်းနဲ့ခဏလောက်စကားပြောလို့ရမလား။မကြသေးခင်ကပဲအိမ်တအိမ်မှာခိုးမှုတစ်ခုဖြစ်ပွားခဲ့တယ်။ပြီးတော့မင်းရဲ့ပုံစံကအဲ့ဒီပြောဆိုချက်တွေနဲ့ကွက်တိတူနေလို့ပါ။အေးငါနားလဲပါတယ်ဒါကလူမျိုးရေးခွဲခြားပြီးနှိပ်စက်တာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့ငါ့ကိုမင်းရဲ့မှတ်ပုံတင်ကပ်ပြားလေးပြလို့ရမလား။မဟုတ်ပါဘူးဗျ။ရပါတယ်ရတာပေါ့ဒါကကျွန်တော်ရဲ့မှတ်ပုံတင်ကပ်ပြားပါအေးရရှိထားတဲ့အချက်လက်တွေရတော့မုတ်စိတ်မွေခက်ရေးရှိတယ်လက်ပြတ်အင်ဂျီနဲ့ဘောင်းဘီတိုဝတ်ထားတယ်ပြီးတော့အသားရောင်ကညူမဲတယ်လို့အကြောင်းကြားထားလို့ပါဟဲ့လူငါကောင်းကောင်းသိပါတယ်ဒါဟာဘလို့မှလူမဲတွေကိုတက်တက်မဲ့နှိပ်စက်ညှဉ်းပန်းတာမျိုးမဟုတ်ပါဘူးဗျာကျွန်တော်ကအပြင်မှာပုံမှန်တိုင်းပြေးပြီးအားကစားလုပ်နေတာတင်ပဲဥစ္စာပြီးတော့အိမ်မှာလည်းကျွန်တော်ရဲ့ကလေးသေးလေးရှိသေးတယ်လေဟုတ်ပြီလူငယ်မင်းကိုအခုဖမ်းဆီးလိုက်တာမဟုတ်သေးပါဘူးခိတ္တထိန်ထိန်ထားရုံပဲရှိပါသေးတယ်မင်းဆက်လုပ်လို့ရမယ့်အရာကတော့အချက်လက်တွေကိုစုဆောင်းထားပြီးငါရဲ့အထက်လူကြီးရောက်လာတဲ့အခါရှင်းပြဖို့ပါပဲအဲ့ဒီနောက်မှာတော့ဂျိုးဆက်ကရဲတပ်ဖွဲ့ဝင်တွေကိုပြန်ပြောခဲ့ပါတယ်ခင်ဗျားတို့ကျွန်တော်လိုအသားရောင်ရှိတဲ့လူကိုတက်တက်မဲ့နှိပ်စက်နေတာမဟုတ်ဘူးဆိုတာသိချလားအဲ့ဒီအချိန်မှာရဲတပ်ဖွဲ့ဝင်ကပြန်လည်ဖြေကြားခဲ့ပါတယ်မင်းကိုဖမ်းဆီးတာမဟုတ်သေးပါဘူးလို့မင်းရဲ့ပုံမှန်တံတန်ကနင့်နာသူပြောပြထားတဲ့ဖော်ပြချက်တွေနဲ့ကွက်တိတူနေလို့ပါပဲအဲ့ဒီနောက်မကြခင်မှာပဲဒုတိယမြောက်ရဲကားနဲ့အတူရဲအရာရှိချုပ်ရဲအထက်လူကြီးရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂျိုးဆက်ကရဲတွေကိုပြောလိုက်ပါတယ်ခင်ဗျားတို့ရဲ့ကင်မရာကနေ live လွှင့်နေတယ်လို့မျိုးကျွန်တော်လည်း live လွှင့်လို့ရမလားအဲ့ဒီနောက်ကင်မရာနောက်ွယ်ကရဲဝန်ထမ်းကပြန်ပြောခဲ့တာကတော့မင်းသားအပြစ်မရှိတဲ့သူဆိုရင်မင်းသားရိုက်လွှင့် live လွှင့်ရမှာတေချာပါတယ်တဲ့ရဲအရာရှိချုပ်ရောက်လာတဲ့အခါမှာတော့မင်းရဲ့အိမ်နံပါတ်ကဘယ်လောက်လဲဘယ်မှာနေတာလဲအိမ်လိပ်စာကဘာလဲဆိုပြီးမေးမြန်းခဲ့ပါတယ်ဂျိုးဆက်ကလည်းရဲအရာရှိချုပ်ကိုအိမ်နံပါတ်922ဟောဒီပထမဆုံးအိမ်ကကျွန်တော်အိမ်ပဲလို့ပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့ဂျိုးဆက်ကိုအံ့အားသင့်သွားစေတဲ့အရာကတော့စစ်ကူဖြစ်ထက်ရောက်လာတဲ့ရဲကား9စီးလုံးဖြစ်နေလို့ပါပဲရဲတန်းအိုးခင်ဗျားတို့ကျွန်တော်ကိုဘာအတွက်လာဖမ်းတာလဲဗျာလို့သူကဆိုပါတယ်ဂျိုးဆက်ရေးနေတာကိုရဲဝန်ထမ်းတစ်ယောက်ကမြင်တော့ဟေ့ဒါကရေးစရာကိစ္စမဟုတ်ဘူးနော်ဒီနေရာမှာခိုးယူလူရဲမှုဖြစ်ပွားတာဟာတော်တော်လေးပြင်းထန်တဲ့ကိစ္စပဲလုံးဝရေးစရာမဟုတ်ဘူးညီလေးလိုခန်းစားချက်ပြင်းပြင်းနဲ့ပြောခဲ့ပါတယ်ဒါပေမဲ့ရဲကား9စီးလာရက်တာထက်ဂျိုးဆက်ကိုပို့ပြီးစွန့်သွားစေတာကတော့အဲ့ဒီရဲဝန်ထမ်းရဲ့ပါဇက်ကထွက်လာတဲ့စကားတွေပဲဖြစ်ပါတယ်အဲ့ဒီရဲဝန်ထမ်းကအကြောင်းအရာနဲ့မဆိုင်ပဲလမ်းလွဲပြီးဘာပြောလဲဆိုရင်မင်းလိုလူမဲများစုကဒုက္ခတွေပဲလိုက်ပေးတတ်တာဆိုပြီးပြောဆိုခဲ့ပါတယ်ဒီဒေတာအတွက်ပျက်စီးဆုံးရှုံးမှုတွေပဲဖြစ်စေတာပြီးတော့ဒီလိုဖြစ်ရမျိုးခဏခဏဖြစ်နေရင်မင်းတို့တွေနေစရာနေရာရှိတော့မှမဟုတ်ဘူးဆိုတာမင်းသိတယ်မလားလို့ပြောခဲ့ပါတယ်အဲ့ဒီအပြင်အဲ့ဒီရဲကပဲဆက်ပြောပြတာကတော့ဒီအယ်ဘာမာအော်လာဘမာမှာရဲဝန်ထမ်းအယောက်30အထိရှိတယ်တဲ့ဆိုလိုတာကတော့ရဲတွေအများကြီးရှိတာမို့လို့မင်းတို့ဘလို့မှလွတ်မှာမဟုတ်ဘူးလို့ရိုးရိုးရှင်းရှင်းပြောလိုက်တာပါပဲအဲ့ဒီနောက်မကြခင်မှာပဲဂျိုဆက်ကပြစ်မှုမှတ်တမ်းမရှိစနစ်ကနေစစ်ဆေးတာကိုစောင့်ဆိုင်နေရင်းနဲ့သူတို့နှစ်ယောက်ဟာတောင်ရောက်မြောက်ရောက်ရှောက်ပြောနေကြပါတယ်ရဲကားထဲမှာတော့ဒီလူဟာပြစ်မှုတစ်ခုခုကျူးလွန်မှုချင်းရှိမရှိဆိုတဲ့နာမည်စရင်းကိုစစ်ဆေးတဲ့စနစ်ရှိနေတာကြောင့်ပါထို့နောက်အဲ့ဒီရဲအရာရှိကမင်းမှာနိုင်ငံသားစစ်ဆေးရေးကမှတ်ပုံတင်အပြင်မင်းကိုမင်းတက်တည်ပြနိုင်မဲ့တခြားအထောက်အထားရှိသေးလားဆိုပြီးထပ်မံမေးမြန်းခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျိုဆက်ကတခြားအထောက်အထားရှိတယ်ဆိုတာကိုသိပြီးထုတ်မပြောချင်တယ်လို့ဖြစ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဖုန်းကပါ case အနောက်မှာရှိတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအထောက်ထားကိုရဲရရှိမြင်လိုက်ရတဲ့အခါမှာတော့လုံးဝစွန့်ပြီးမြင်တက်သွားခဲ့ရပါတယ်။ဒါကြောင့်ရဲရရှိဟာအချိန်ဆွဲမနေတော့ပဲချက်ချင်းပဲလက်ထိတ်ကိုအမြန်ဖြုတ်ပေးခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဂျိုဆက်ရဲ့ဇနီးဖြစ်သူကဖုန်းဆက်လာပြီးရှင်ဘလို့သွားပြေးနေလို့ဒီလောက်တောင်ကြာနေရတာလဲဘာဖြစ်လို့လဲဆိုပြီးမေးမြန်းခဲ့ပါတယ်။ဂျိုဆက်ကလည်းအခြေအနေကိုရှင်းပြခဲ့ပေမဲ့ဘာမှအသေးစိတ်ထုတ်မပြောခဲ့ပါဘူး။ရဲတွေကသူ့ကိုလာဖမ်းဆီးခဲ့တဲ့အကြောင်းပေါ့အဲ့ဒီအချိန်မှာဂျိုဆက်ကနည်းနည်းတော့စိတ်ပြက်လာပြီးရဲတွေကိုနားလည်အောင်ရှင်းပြခဲ့ပါတယ်ကျွန်တော်ကလူမဲတယောက်ဖြစ်နေပေမဲ့လည်းဘလူမျိုးစုကိုမှဘယ်တော့မှခွဲခြားဆက်ဆံတာမျိုးမလုပ်ခဲ့ဘူးပြီးတော့ဒီနေရာကိုလည်းကျွန်တော်အရန်သဘောကျတယ်ဒါကြောင့်မို့လို့လူမျိုးရေးကိစ္စဟာဒီလိုအမှုခင်းမျိုးနဲ့ဘာမှမဆိုင်ဘူးလို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုပြီးပြောခဲ့ပါတယ်အဲ့ဒီအခါမှာရဲရရှိကအခုလိုအရှိန်ဟုန်လွန်ခဲ့ပြီးလှုပ်ဆောင်မိခဲ့တဲ့အတွက်ပြန်လည်တောင်းပန်ခဲ့ပါတယ်ထို့နောက်မကြခင်မှာပဲဂျိုဆက်ရဲ့ပြစ်မှုမှတ်တမ်းကိုတွားရောက်စစ်ဆေးခဲ့တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့အရာရှိချုပ်ကလမ်းလျှောက်လာပြီးမင်းမှာဘာပြစ်မှုမှတ်တမ်းမှမရှိပါဘူးလို့လာပြောခဲ့ပါတယ်ပြီးတော့အခုကျွန်တော်တို့တရားခံရဲ့ရှင်းလင်းပြတ်သားတဲ့တပ်ပုံကိုရရှိထားပြီးပါပြီတရားခံကိုလည်းဖမ်းဆီးရမိသွားပါပြီပူးပေါင်းပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါကြောင့်မလို့အဲ့ဒီဗီဒီယိုဖိုင်တွေထဲမှာမင်းရဲ့ပုံရိပ်တစ်ခွက်မှတစ်ဖရိတ်မှပါဝင်မနေပါဘူးလို့ပြောခဲ့ပါတယ်ဆိုလိုတာကတော့ရဲကား9စီးလုံးကရဲဝန်ထမ်းတွေဟာဂျိုဆက်ကိုလာရောက်တောင်းပန်ခဲ့ကြပြီးတရားခံရဲ့ပုံမှန်တံကမင်းနဲ့အရန်စင်တူနေတဲ့အတွက်ကျွန်တော်တို့တကယ်ပဲစိတ်မကောင်းပါဘူးပြီးတော့ရဲဝန်ထမ်းတွေနဲ့အတူအချိန်ပေးပြီးပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်တကယ်ပဲတောင်းပန်ပါတယ်လို့ပြောဆိုခဲ့ကြပါတယ် Yeah, I know things. ဟုတ်ကဲ့ကျွန်တော်သိပါတယ်အခြေအနေတွေကိုနားလည်ပါတယ် Understandful. နားလည်ပေးလို့ရပါတယ်အဲ့ဒီနောက်မှာတော့ဂျိုဆက်ဟာသူ့ဇနီးနဲ့ဖုန်းဆက်ပြီးဆက်လက်စကားပြောခဲ့ပါတယ်ဘာဖြစ်ခဲ့လဲဆိုတာကိုလိုက်ရှင်းပြနေတဲ့ပုံစံမျိုးနဲ့ဆိုပြီးတော့ဟိုး
ကျွန်တော်ကြောင့်အချိန်ကုန်သွားရတဲ့အတွက်တောင်းပန်ပါတယ်လို့သူကရဲတွေရှေ့မှာပြောခဲ့ပါတယ်အာဘာပဲဖြစ်ဖြစ်ဒီလိုကိစ္စမျိုးဖြစ်သွားပြီဆိုတော့လေဘာမှသိပ်ပြီးဆုံးရှုံးနေတာသွားတာမျိုးမရှိပါဘူးဟဲ့လူငယ်ကျွန်တော်နဲ့အတူ selfie တွဲရိုက်ရအောင်ဒီရဲရရှိနဲ့ကျွန်တော် selfie တွဲရိုက်ချင်လို့ပါ Officer here who told me from the go to you appreciate. ဟောဒီကရဲရရှိကကျွန်တော်ကိုအစကတည်းကပြောခဲ့တာခမ ्या ကိုကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်မှာပဲတခြားဘက်ကရဲဝန်ထမ်းတွေစီကနေ walkie talkie စကားပြောဆက်နဲ့သတင်းပို့ချက်ဝင်လာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဘက်ကတည့်ရွက်မှုဆက် leaf blower ကိုခိုးယူသွားတဲ့တရားခံကိုဖမ်းဆီးရမိသွားပါပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီရဲအဖွဲ့ဟာရဲကား9စီးလုံးတစ်ပြိုင်နက်တည်းအမြန်ဆုံးမောင်းထွက်သွားကြရပါတော့တယ်အဲ့ဒါကတော့ပုံအောင်မဲ့နေရာရှာဖို့မဟုတ်ပဲတရားခံစီကိုအမြန်သွားဖို့ပါပဲပြီးတော့ဒါကတော့အိမ်တအိမ်ကနေတည့်ရွက်မှုဆက်ကိုခိုးယူသွားတဲ့တခိုးပဲဖြစ်ပါတယ်နင့်နာသူကရဲဝန်ထမ်းတွေစီကိုစစ်ဆေးနိုင်မှုအတွက်ဓာတ်ပုံပေးပို့ထားတာဖြစ်ပါတယ်အဲ့ဒီရဲရရှိကတော့လူမဖမ်းမိမှာကိုစိုးရိမ်ပြီးမတေချာမရေရာဖြစ်မှာကြောက်တာကြောင့်ဖုန်းကိုထုတ်ပြီးအခါပြန်လဲစစ်ဆေးကြည့်ရှုနေခဲ့ပါတယ်ပြီးတော့အဲ့ဒီရဲရဲ့ဖုန်းထဲကိုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီတရားခံဟာဂျိုဆက်နဲ့နည်းနည်းလေးမှတော့မစင်တူပါဘူးကိုလုံးကိုတဲ့ပုံစံလည်းမဟုတ်ပါဘူးဒါမှမဟုတ်ဒါကတဲလွန်စာအစ်စ်ဖြစ်နေမလားအေးဗီဒီယိုရိုက်ပြီးရဲဝန်ထမ်းစီအစ်စ်ဆက်ပို့လိုက်လို့အခုမှပဲတီးလိုက်ရတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တာပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့ရှေ့ကိုသွားဖမ်းတဲ့ရဲကတယောက်တည်းဖြစ်ပြီးအဲ့ဒီအကြောင်းကိုလည်းသူတယောက်တည်းပဲသိနေတာကတကယ်ကိုရေးစရာကောင်းပါတယ်ဆိုလိုတာကဒီဖြစ်ရမှာအိုးဟိုရဲစခန်းတစ်ခုလုံးကရဲတွေအကုန်လုံးစုပြုံပြီးလာဖမ်းကြတာခိုးယူမှုလေးတစ်ခုတည်းကိုပဲဒီလောက်အထိအမှုကြီးလုပ်လိုက်တာဟာဖလော်ရီဒါပြည်နယ်မှာတော့တကယ်ကိုကိစ္စကြီးတစ်ခုဖြစ်ပုံရပါတယ်တော်တရှင်တို့ကြည့်ရှုသူတို့ကောဒီကိစ္စအပေါ်ဘလို့ထင်မြင်ချက်ရှိကြပါသလဲခင်ဗျာအောက်ကကွန်မန့် comment မှာဝင်ရောက်ရှင်းပြရေးသားပေးခဲ့နိုင်ပါတယ်နော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲမင်္ဂလာပါ